အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒီလာရှုံးမျိုးကဟိုစားဗာလဲဆွေမျိုးတွေအမျိုးတွေပေါ့နော်လာရှုံးမျိုးကကစတမာတွေအားပေးလိုက်တာပေါ့နော်ဒါဆိုလို့ရှိရင်သူက3ဆုံအားပေးလိုက်တယ်3ဆုံမှာဆိုလို့ရှိရင်တော့သူကဒီလိုမျိုးအချောင်းလေးတွေပါတယ်ပေါ့နော်ဒီမှာဒါဆိုလို့ရှိရင်ဒီဆုံဒါဆိုဒီဆုံဒါကျန်းတိုက်တံပေါ့နော်ကျန်းမောက်တံလေးတွေကုန်းကွာပြီးတော့တိုက်ဆရာမလို့အောင်လို့ပြီးလို့ရှိရင်စမတ်ကြလေးတန့်ရှင်းလောက်အောင်လို့ပေါ့လုံးလို့ရအောင်လို့ပေါ့နော်ဒါကတော့ဒီလက်ရှိကျမတို့ရုံးမှသုံးနေတဲ့ဒီကျန်းတိုက်ပြားလေးပေါ့နော်အရင်အဆင်ပြေတဲ့ကျန်းတိုက်ပြားလေးပါဒီကစတမာဝယ်တိုင်းအရင်တဘောကြတဲ့ကျန်းတိုက်ပြားလေးဒါကတော့တစ်စုံဖောက်ပြပေးမယ်ပေါ့နော်ဒီအနေရောင်လေးဖောက်ပြပေးမယ်လာရှုံးမျိုးကသူကဘာဝယ်ရလဲဆိုတော့ဒီဥစ္စာကိုမှသူက3ဆုံဝယ်သွားတယ်အိမ်အသက်ဆောက်ထားတာပေါ့နော်ရိုးမောက်တိုက်တန်နဲ့လုံးဝအဆင်မပြေဘူးမြန်လေးထည့်ပေးပါဆိုတော့ဒါလာရှုံးမျိုးကကစတမာတစ်ခါလေးပြောရင်းနဲ့ဒီမှာဗီဒီယိုလေးရိုက်ဖြစ်သွားတာပေါ့နော်ပုံမှန်ဆိုတော့အရင်မရိုက်ဖြစ်ဘူးဒီမှာအရင်လှပတဲ့အကြောင်းလေးတွေ့လားပြီနော်ဒါတစ်စုံโอเคသူကအနေနဲ့အပြာနဲ့ရောင်ရှိမယ်နော်ဒီမှာတက်ပုံကတော့ဒီမှာကြည့်အဲ့ဒါဖြုတ်ပြီးလို့ရှိရင်သူကဒီနှချောင်းကဖြုတ်တုံလို့လည်းရတယ်တက်တုံလို့လည်းရတယ်အများနဲ့ဒါပေမဲ့ရုံးမဆိုလို့ရှိရင်တော့တက်ထားတာများရပေါ့နော်တဲသွားတဲလာလောက်ခါမှာပဲဟိုစားဒီမှာကြည့်တက်တစ်ချက်ပြပေးလိုက်ဒါကဖြုတ်ထားတဲ့အနေထားပေါ့နော်တက်မယ်ဆိုလို့ရှိရင်ဒီအပေါက်လေးထဲကနေဒီဥစ္စာလေးကိုထည့်လိုက်လို့ရှိရင်အဆင်ပြေပါပြီဖြုတ်မယ်ဆိုလို့ရှိရင်ဒီဥစ္စာလေးကိုနှိပ်အဲ့ဆိုဖြုတ်ပါပြီနော်โอเคဒါဆိုလို့ရှိရင်တစ်စုံမှတစ်ချက်ရိုက်ပြပေးလိုက်ဒီတစ်စုံလေးကိုတော်လှပတယ်ပြီးလို့ရှိရင်ဒါကတော့လုံးဝတောင့်တင်းခိုင်ပါတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဘယ်လိုပြောမှဘယ်လိုတော်ရုံနဲ့လုံးဝမကြိုးဘူးပေါ့နော်ပြီးလို့ရှိရင်ထိုင်ရည်လည်းဖြစ်တာများတယ်3တော်ခံတယ်ပေါ့နော်လောဆယ်ဆိုတော့ရုံမတုံးနေတာအဟောင်းနေအများကြီးရှိရခဏနေကြရင်အမအဟောင်းတစ်ချောင်းကြီးမဟင်းရေအမတို့ဒီမောက်တန်အမတို့တုံးနေအဟောင်းတစ်ချောင်းလောက်ပြပေးလိုက်မယ်တစ်ချက်ဒါအနေရောင်လေးပေါ့နော်ဒီလိုအဟောင်းလေးဒါကြအပြာရောင်လေးဒါအပြာရောင်ကအတစ်ဆက်ဒါတို့မှာထားတဲ့ဟာလေးကိုတစ်ချက်ပြပေးတာပေါ့နော်โอเคပြီးလို့ရှိရင်ဒါတစ်ချက်ပြပေးမယ်နော်ကဲဒီမှာဒါဆိုလို့ရှိရင်တော့ဒီမှာဒီအပြားနဲ့ခံတုံးတာဒီအောက်ကနဲ့ဟိုစားပါလေခဏနေမောက်တိုက်ပြမှာဆိုတော့အမိုက်ဖွာထားတာဆိုတော့ညက်ပတ်နေဆိုတော့မလုပ်ပြတော့ဘူးเนาะခဏနေမှာအဟောင်းနဲ့တိုက်ပြပေးမယ်ဒီမှာဒီလိုမျိုးလေးကတ်လိုက်ပေါ့เนาะဒီမှာဒီအတက်တော့လုပ်ပြပေးလိုက်မယ်ဒါရုံသုံးမဲထားလိုက်မယ်ဒီဥစ္စာတော့ကတ်ဆာမမပေးတော့ဘူးပေါ့เนาะဒီမှာကြည့်ဒီမျိုးလေးလုပ်ပြီးလို့ရှိရင်ဒီလိုမျိုးလေးတွားတစ်စုံဖြစ်သွားမယ်အဲ့ဒါကိုဒီမျိုးမောက်တိုက်ရတာဒီလိုမျိုးတိုက်တာအဲ့လိုမျိုးဆိုလို့ရှိရင်တော်တန့်သွားမယ်အနေထားလေးရပါမယ်ဒါကြတော့အိမ်မှာဆိုလို့ရှိရင်ဒါကိုဒီဥစ္စာကိုပဲအများတန်းရှော့ပေးရတယ်ပေါ့နော်ဒီမှာโอเคပြီးလို့ရှိရင်ဒီမှာကတော့ချိတ်လေးနဲ့တစ်ချက်ချိတ်ထားလို့ရပါတယ်အဲ့ဆိုထိမ့်သိမ့်လို့ကောင်းတယ်ပြီးရင် तू ကဒီလိုမျိုးလေးတွားလို့ရတာဖြစ်တဲ့ကြောင့်မို့ဒီမှာ360ဒီဂရီလဲလို့ရတယ်ပေါ့နော်โอเคအဲ့ဆိုလို့ရှိရင်ဒီမှာဒီဥစ္စာအနေရောင်ကဒီတိုင်းပဲထုတ်ပြပေးတာပေါ့နော်ဒါကတော့ဒီအစ်စ်ကိုရုံသုံးမဲ့လှုပ်လိုက်တော့လို့ရတယ်ဆိုတော့ကိစ္စမရှိဘူးဒီဥစ္စာကျတော့ဒီမှာတစ်ချက်ပြပေးလိုက်ဒါကလုံးဝသုံးတာ2နှစ်ကျော်ပြီဒီလိုမျိုးဒီဟိုအပြားနေပြီးတော့ဒီလိုဖြစ်သွားတာသူအမြဲတမ်းဒါအစ်စ်ဆက်ပေါ့နော်ဒါအမြဲတမ်းလျှော်ပေးပြီးတော့ရှိရင်ဒါကတော့အဟောင်းဖြစ်သွားမယ်ဒါကသုံးတာ2နှစ်လောက်ရှိတာနေ့တိုင်းသုံးတော့မှဒီလိုမျိုးကတ်ခွာလဲအဆင်ပြေနေတော့မယ်ဒါတစ်ချက်ပြပေးတာပေါ့နော်အရင်သုံးလို့ကောင်းပါတယ်ကျမတို့သုံးလာတာဘယ်နှစ်ရှိပြီတော့4-5နှစ်ရှိပြီပေါ့နော်ဒါမျိုးတွေတောင်းလျှောက်သုံးလာတာအဆင်အရင်ပြေလို့ရောင်းတဲ့ကစတမာတိုင်းလည်းအရင်အဆင်ပြေလို့ပြောပေါ့နော်ဒါအဟောင်းနဲ့လုပ်ပြပေးတာဒီမှာကြည့်ကတ်နေတော့မယ်နာဒီအဖက်ကသုံးတာနေ့တိုင်းရှော့နေ့တိုင်းလောက်တောင်မှ2နှစ်ကျော်ပြီဒီအဖက်ကတော့ဒီမှာကြည့်ကတ်နေတော့မယ်ပေါ့နော်ပြီးလို့ရှိရင်ဒီအပြားရောင်လဲပဲတစ်ချက်လုပ်ပြပေးမယ်ပေါ့နော်ခဏလေးဒီမှာဒါကတ်မကတ်ကိုပြောပြပေးတာပေါ့နော်သူကကတ်ခွာတွေကကတ်နေတော့မယ်2နှစ်ကျော်3လဒီတိုင်အောင်ဒီပေါ့နော်ဒီမှာဒါလေးဆိုလို့ရှိရင်လည်းကတ်နေတော့မယ်ဒီမှာဒါလောက်အနေထားဆိုသုံးလို့ရပြီသူကမပြုတ်ကြတော့ဘူးပေါ့နော်အဲ့လိုမျိုးတိုက်တာဆိုတော့လေဒီအပန်းရောင်လေးနဲ့တစ်ချက်တိုက်ပြပေးမယ်နော်တော့မောက်တိုက်တဲ့ချန်ညာရင်တခါလေးတိုက်ပုံတိုက်နေပါကစတမာလေးတစ်ချက်ဝင်မြောက်ပေးပါမယ်ဒီမှာဒီလိုမျိုးလေးဖိလိုက်ပြီးလို့ရှိရင်ဒီမှာဖုန်နေတွေ့လားဖုန်နေတွေ့ပြီးလို့ရှိရင်ဒီလိုသွားဒီလိုမျိုးသွားပေးပေါ့နော်ကင်နဲ့ကင်မုံကင်နဲ့ကဒီမှာကြည့်ဒီလက်နဲ့ဒီပေါ်ကိုကင်ဟာဒီ
ဒီလက်နဲ့ဒီဘက်ကိုကင်ထားဒီလက်နဲ့ဒီဘက်ကိုကင်ထားအပြီးလို့ရှိရင်ကျမတို့ဒီမျိုးလှည့်ပြီးတော့သွားပေးရမယ်အဲ့ဆိုဒီအောက်ကအမိုက်တွေလုံးဝပါလာတွေ့လားအဲ့လိုမျိုးလေးသုံးပေးရတယ်ဒီမှာကြည့်အမိုက်တွေကဒီမှာစုပါတယ်ကဲလှည့်ပြီးတော့မသုံးဘူးဆိုလို့ရှိရင်ဒီရှေ့ကအမိုက်တွေကတော့ပြောင်းမှာမဟုတ်ဘူးเนาะဒါရေမစွတ်ထားတော့ဒီတိုင်းအနေထားမယ်အကယ်၍ပေါ့နော်တပြက်စီမလဲချင်ဘူးဆိုလို့ရှိရင်ဒီလိုအရင်လုပ်လို့ရတယ်ရှင်အိမ်မှာပေါ့နော်ဒီအချောက်နဲ့ရေမစိုးပဲနဲ့ဒီအချောက်နဲ့ကိုဒီလိုမျိုးမောက်အရင်တိုက်သွားလိုက်အချောက်နဲ့အရင်တိုက်သွားလိုက်သူကတပြက်စီလဲတဲ့ပုံစံဖြစ်သွားမယ်သပင်မွေးတွေပြီးလို့ရှိရင်သူအညစ်ကြေးတွေအဲ့လိုမျိုးအကုန်ပါလိုက်မယ်ပေါ့နော်ပါလာလိုက်မယ်ကြီးတော့မပါဘူးဘာဖြစ်လို့လဲဆိုတော့ဖုံပဲပါမှာအချောက်ဆိုတော့လေโอเคဒီမျိုးအနေထားလေးရပြီဆိုလို့ရှိရင်ရေစွတ်တဲ့ချိန်ကြလို့ရှိရင်ကျန်းတိုက်ဆေးလေးထည့်ပေးပါအောင်နော်ဒီနေထားရပြီဆိုတော့ဖုံမရှိတော့ဘူးဆိုရင်သူကရေစွတ်လိုက်မယ်ခွာတဲ့အချိန်ကြရင်လည်းဒီလိုမျိုးလေးခွာပေးပေါ့နော်ဒီမှာအတစ်ဆက်ဆိုတော့ special ပဲဒါကကျတော့ကစမောင်ရောင်းဖို့အနီအောင်မဟုတ်နော်ကစမောင်မှာထားတာအပြာရောင်ဒီလိုမျိုးသုံးလိုက်ပြီးဆိုကျမတို့ကအဲ့ဒီရဲ့ sample ဖြစ်သွားပြီ sample ဆိုလို့ရှိရင်တော့ကျမတို့ရောင်းတဲ့ထဲမှာမထည့်တော့ဘူးနော်ဒါပေမဲ့အတစ်ဆက်လေးကိုတစ်ချက်သုံးပြပေးတာပါဒါခဏလေးနော်ဒီမှာဒါကတော့ရေပဲအလွယ်စွတ်လိုက်တယ်တော့ဗောနော်ရေအလွယ်စွတ်ပြီးလို့ရှိရင်တော့ဆိုသွားပြီဆိုလို့ရှိရင်လည်းဒီတိုင်းပဲအတိုင်းပဲပြစ်ချပြီးလို့ရှိရင်ဒီမှာ gut ဆိုမှစွတ်လိုက်အစောနာအချောက်မှာကတ်လာဆိုတော့အဆိုမှာရောကတ်လာတစ်ချက်စမ်းကြည့်မယ်ဗောနော်ဒီမှာပြတ်ဆိုပါလာပြီတချို့သုံးလို့မကောင်းတဲ့ဟာဆိုဒီလိုမျိုး2နှစ်ကြာတာပဲဖြစ်တစ်နှစ်ကျော်တာပဲဖြစ်လပိုင်းဆို तू ကတွန့်လိန်꿰ကောက်သွားပြီကွာပြီးလို့ရှိရင်ဒီဥစ္စာတော့ဖြောင့်မရှိသေးရဲ့ပြီးလို့ရှိရင်နောက်တစ်ခုကမကတ်တော့ကတ်ခွာမကောင်းတော့ဗောနော်အဲ့ဆိုလို့ရှိရင်အရှင်မတွေတုံရတာအဆင်မပြေဘူးဗောနော်ကဲဒါဆိုလို့ရှိရင်အိမ်3ဆိုင်3ရုံ3ဆေးရုံ3အကုန်လုံးအဆင်ပြေဒါလေးကအိမ်3လည်းအဆင်ပြေတယ်အရှင်မတွေတော်ကြိုက်တယ်အထူးသဖြင့်အိမ်ကြီးအိမ်ကောင်းဒါမှမဟုတ်တန့်ရှင်းရေးအရန်ကြိုက်တဲ့လူတွေဆိုရင်မမောတော့ဗောနော်ဒီမှာတက်ရှင်လောက်တဲ့ချိန်ကြရင်လေဒီမှာခြေရတွေ့လားဒီမျိုးခြေရတွေကမကြံရလေအောင်ဘယ်လိုမျိုးလုပ်မလဲဆိုနောက်ပြန်ဆုပ်တိုက်ရတယ်အဲ့မှာကိုခြေရကိုတင်သွားလို့ဖြစ်မှာနောက်ဆုပ်တိုက်ပါသူမို့လို့ရှိရင်အစင်မပြေဘူးလေနော်ဒီလိုမျိုးတိုက်လို့ရှိရင်ဒီလားအဲ့လိုမျိုးနောက်ဆုပ်တိုက်ပေးပါအဲ့ဒါမှကိုခြေရတွေကိုတခါတည်းပေါ့နော်ညက်ပတ်တာတွေကိုဒီလိုမျိုးတော့တိုက်ပြီးလို့ရှိရင်ဒါပေမဲ့ကျန်းတိုက်စီလေးတော့ထည့်ပေးပေါ့နော်အခုကတော့ဒီအပြင်ကကျမ်းမတိုက်ပြပေးရဆိုတော့မထည့်ပြတော့ဘူးဒီလိုမျိုးပြောင်းသွားပါမယ်ပြီးရင်အောက်တွေကိုနိုင်မယ်ဆိုလို့ရှိရင်ဒီမှာကြည့်အောက်ထိထိုင်ခုံကြားဆိုဖာကြားဘယ်အောက်ကြားသူကဒီလိုမျိုးလှုပ်လို့လဲရတယ်ဒီလိုမျိုးလှုပ်ချလို့လဲရတယ်ထက်တိုက်တော်လေးကိုပြီးတယ်ပေါ့နော်အဲ့လိုမျိုးပြီးလို့ရှိရင်ထောင်းတဲမလားအဆောင်တိုက်မလားဒီလိုမျိုးထည့်လို့ရတယ်လုံးဝအဆင်ပြေတယ်โอเคဒါကတော့ကျမတို့ very recommend ပေးတယ်ပေါ့နော်အရန် recommend ပေးတဲ့ကျန်းတိုက်တန်လေးပါနီးတူမဆိုပေါ့နော်လောလောဆယ်အနေနဲ့ဆိုတော့တုံးပြီးရဲ့လူတိုင်းပေါ့နော်မကြိုက်တူမရှိသေးတဲ့ကျန်းတိုက်တန်လေးပေါ့နော်အဲ့ဒါလေးကိုဒီအခုမှပဲတေချာလေးထုတ်ပြဖြစ်တာပေါ့နော်သုံးပုံပုံမှန်ဆိုလို့ရှိရင်ဒီဝယ်လာတာနဲ့ကိုလုံးဝမလောက်ဘူးဒါမဲ့လည်းဟိုစားလူအများကိုတိအောင်ပေါ့နော်တခါလေးထုတ်ရောင်းလိုက်ပြီးအခုကတော့များလေးရောင်းချင်တာပေါ့နော်အခုကတော့အရင်တော့ဆိုလို့ရှိရင်တော့ကိုသုံးတာအဆင်ပြေလားမပြေဘူးလားမသိသေးဘူးပြီးတကယ်လည်းအဆင်ပြေလားမသိဘူးနောက်တစ်ခုကြောင့်ကိုကလည်းကိုသုံးဖို့တော့မလောက်တဲ့အတွက်ကြောင့်မို့ထုတ်ရောင်းလို့အဆင်မပြေဘူးပေါ့နော်အခုကတော့အများကြီးတွင်ထားလိုက်ပြီးဖြစ်တဲ့အတွက်ကြောင့်မို့စပြီးတော့ရောင်းချပေးနေပါပြီသုံးလို့အရန်ကောင်းပါလေရှင်ဒါကတော့လာရှိုးကပိုင်းမှာထားလဲဆိုလို့ရှိရင်သူကဒီလိုမျိုးပေါ့နော်တစ်ချက်ပြပေးမယ်ဒီလိုမျိုးဒါဟိုမှသူက3စုံမှာထားတယ်လို့ရှိရင်အဲ့ဆိုရင်ဒီလိုမျိုးအတန်ကလည်း3ချောင်းပါမယ်အတန်ကလည်း3ချောင်းပါမယ်အထက်ကလည်း3ဖက်ပါမယ်ဒီအဖက်လည်း3ဖက်ပါပါမယ်1 2 3ဖက်ပါပါမယ်ပေါ့နော်ဒါကကျတော့သူတို့ဝယ်ထားတဲ့3စုံအပြင်ကိုသူကဒီမျိုးအဖက်ကိုအပို9ခုဝယ်ထားတယ်ပေါ့နော်အားလုံးပေါင်း10ခုထည့်ပေးလိုက်ပါတယ်ရှင်ဒါမဲ့သူကလက်ဆောင်ပေးတာတော့မဟုတ်ဘူးသူကလည်းသူအဖက်ကိုပို့ဝယ်ထားတာပေါ့နော်အဲ့လိုဒီတစုံမဲဝယ်တယ်ဆိုလို့ရှိရင်တော့သူကတစုံတစ်ဖက်ပဲပါမယ်အပို့ဝယ်လို့ရပါတယ်ရှင်ပြီးလို့ရှိရင်အောက်ကပျက်စီးတာတွေပါလေလုံးဝ
မရှိတာတော့မဟုတ်ပေါ့နော်တော်တော်လေးအတုံးကြမ်းတဲ့လူမှပဲဖြစ်မယ်ကျွန်တော်တို့လုပ်ငန်း3000မှာလုံးဝမပြတ်စီတဲ့အနေထားဖြစ်နေတဲ့ကြောင့်မို့ပေါ့နော်ကိုယ့်ကိုတော့တတိထားသုံးပေါ့နော်စီကံလေးရှိသုံးပေးတော်ခိုင်ခန့်နဲ့ပြည့်စုံမလို့တော်ရုံပြက်စီးတာဆိုရင်တော့တော်ရုံဒီဘယ်လိုပါမလဲတော်ရုံ scale တော့မဟုတ်ပေါ့နော်ကောင်းတော့ခြေစစ်တင်ပါတယ်ခေရေးပေါ့နော်ဝယ်သွားတဲ့ customer တွေသုံးတာအဆင်မပြေတာရှိခဲ့ရင်လည်းတစ်ချက်ပြောပေးပါဒီဘက်ကနေပြီးတော့ဘယ်လိုလုပ်ရမလဲတစ်ချက်ပြောပေးမှာပေါ့နော်လောလောဆယ်တော့မရှိသေးဘူးဒီစက်ရုံပိုင်းကိုလည်းကျမတို့တစ်ချက်ပြောပေးလို့ရတယ်ပေါ့နော်ကဲအားလုံးပဲကျေးဇူးတင်ပါတယ်ရှင်